TikTok ကနေတကယ်ပဲဝင်ငွေရှာလို့ရတာလားဘလို့နီးလန်းတွေသုံးပြီးတော့ TikTok ကနေဝင်ငွေရှာဖွေလို့ရမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ TikTok ကိုအသုံးပြုပြီးတော့ဝင်ငွေရှာလို့ရတဲ့ monetization နီးလန်းတွေအားလုံးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ season လေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲဒါဆိုရင်စလိုက်ကြအောင် TikTok မှာကျွန်တော်တို့ဝင်ငွေရှာဖို့အတွက် monetization program ဆိုပြီးတော့တစ်ခုရှိပါတယ်အဲ့ဒီ monetization program တွေထဲမှာများစွာရှိပါတယ်ဒီဗီဒီယိုက TikTok ကိုရိုးရိုးအသုံးပြုရုံနဲ့မကဘဲနဲ့ကိုယ်တိုင်ဗီဒီယိုတွေဖန်တီးပြီးတော့တင်ပြီးတော့ဝင်ငွေရှာဖို့အတွက်စဉ်းစားထားတဲ့လူတွေအတွက်ဖြစ်ပါတယ်တကယ်တော့ TikTok တခုတည်းမဟုတ်ပါဘူးကျွန်တော်တို့ YouTube Facebook စတဲ့ social media platform အားလုံးကနေပြီးတော့ဝင်ငွေရှာလို့ရပါတယ်ကျွန်တော်အခုဗီဒီယိုမှာတော့ TikTok နဲ့ပတ်သက်ပြီးတော့အဓိကထားပြောပြပေးသွားပါမယ် TikTok မှာ creator တွေအတွက် monetization program ဆိုပြီးတော့ဝင်ငွေရှာလို့ရတဲ့နည်းလမ်းတွေများစွာရှိပါတယ်အဲ့ဒီထဲကမှကျွန်တော်ကအခုပထမဦးဆုံး TikTok ရဲ့ creator reward program အကြောင်းကိုပြောပြချင်ပါတယ် creator reward program ဆိုတာ TikTok ရဲ့ monetization တွေကတစ်ခုဖြစ်ပါတယ်ဒီ program ကတော့ကျွန်တော်တို့ဒီ creator တွေအတွက်ဖန်တီးပေးထားတဲ့ video upload လုပ်ပြီးတော့ဝင်ငွေရှာလို့ရတဲ့ program တစ်ခုဖြစ်ပါတယ်ဒီ creator reward program ကို join ဖို့ဆိုရင်ကိုယ့်ရဲ့ TikTok account က follower အနည်းဆုံး 1000 ရှိရပါမယ်ပြီးရင်တော့ရက်30အတွင်းမှာကိုယ့်ရဲ့ video အားလုံးရဲ့ကြည့်ရှုသူစုစုပေါင်းက view 1သိန်းရှိရပါမယ်နောက်ပြီးတော့ကိုကအသက်18နှစ်ပြည့်ပြီးတဲ့သူဖြစ်ရပါမယ်နောက်တစ်ခုကဒီ creator reward program ကို join ဖို့အတွက် account ရဲ့ region ကကျွန်တော်မြန်မာပြည်ကဖွင့်ထားတဲ့ account တွေ Thai ကဖွင့်ထားတဲ့ account တွေဆိုရင်မရပါဘူး Japan region, Korea region, US region စတဲ့ region တွေမှာပဲသူ့ရဲ့သတ်မှတ်ထားတဲ့ monetization အသုံးပြုခွင့်ပေးထားတဲ့နိုင်ငံတွေက account တွေမှာပဲအသုံးပြုလို့ရပါတယ်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့ဒီ follower တွေ view တွေပြည့်သွားပြီကိုယ့်ရဲ့ account ကလည်း Japan region ဒါမှမဟုတ် Korea US region တခုခုဖြစ်တယ်ဆိုရင်တော့ဒီ creator reward program ကို join လို့ရပါပြီဒီ creator reward program အတွက်ကိုကအကျုံးဝင်သွားပြီး join ပြီးတဲ့နောက်မှာဘယ်လိုမျိုးဝင်ငွေရှာလို့ရတယ်ဆိုရင်တော့ကိုကအနည်းဆုံး1 minute ရှိတဲ့ video တွေကိုတင်ပြီးတော့ upload လုပ်ပေးရမှာဖြစ်ပါတယ်ဒီလိုတင်တဲ့နေရာမှာလည်းကိုယ်တိုင်ဖန်တီးထားတဲ့ video တွေဖြစ်ဖို့လိုပါတယ်တခြား platform တွေကကူးယူလာတဲ့ video တွေဆိုရင်တော့ copyright ညှိပြီးတော့ monetization program ကပြန်ကျမှာဖြစ်ပါတယ်ဘယ်လိုမျိုးကိုယ်ပိုင်ဖန်တီးထားတဲ့ video တွေမှသာလဲဒီ monetization program အတွက် qualify ဖြစ်မှာဖြစ်ပါတယ်ဒီ qualifying video တွေကနေဘယ်လိုမျိုးဝင်ငွေရှာလို့ရတယ်လဲဆိုတာကိုကျွန်တော်ဆက်ပြောပြပေးပါမယ်ကိုတင်ထားတဲ့ဗီဒီယိုတွေကအနည်းဆုံး10မိနစ်ရှိတယ်တခြား copyright ဘာမှလည်းမညှိဘူးဆိုရင်တော့ qualifying view ဆိုတာရှိတာနဲ့ဝင်ပြီးဖြစ်ပါတယ် qualifying view ဆိုတာကတော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုတင်ထားတဲ့ဗီဒီယိုတွေကိုအနည်းဆုံး5စက္ကန့်ကြည့်ထားတဲ့လူတွေဖြစ်ရပါမယ်နောက်ပြီးတော့ကိုယ့်ရဲ့ post ကို unlike လုပ်တဲ့လူတွေဒါတွေဆိုရင်လည်း qualify မဖြစ်ပါဘူးဒါပေမဲ့ TikTok မှာဒီ unlike feature ကမရှိသေးတဲ့အတွက်ကြောင့်မလို့ဒါကအရေးမကြီးပါဘူးဒါတွေအားလုံးပြည့်စုံပြီး qualifying view တွေလည်းရပြီဆိုရင်တော့ကိုတင်သမျှဗီဒီယိုတွေကနေပြီးတော့ qualifying view 1000ပြည့်တိုင်းမှာငွေတွေဝင်နေမှာဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာကတော့မြန်မာ content တွေဆိုရင်နိုင်ငံခြား content တွေနဲ့ရှင်လို့ရှိရင်ဝင်ငွေရအရနည်းပါတယ်ဒါပေမဲ့လည်းကိုယ်တိုင်က TikTok ကိုအသုံးပြုနေမယ်ဇာတ်တိုက်တင်နေမယ်ကိုယ်တိုင်ဖန်တီးထားတဲ့ဗီဒီယိုတွေဖြစ်နေမယ်ဆိုရင်တဖြည်းဖြည်း view တွေတက်လာပြီးတော့ကိုယ့်ရဲ့ဗီဒီယိုတွေကိုလူစိတ်ဝင်စားအောင်တင်လာနိုင်ပြီဆိုရင်တဖြည်းဖြည်းနဲ့ view တွေများလာပြီး qualifying view တွေများလာပြီးဆိုရင်တော့ဒီကနေပြီးတော့ဝင်ငွေတွေရရှိနေမှာပဲဖြစ်ပါတယ်ဒါကတော့ဒီ creator reward program နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဝင်ငွေရှာနည်းဖြစ်ပါတယ် TikTok ရဲ့ monetization program တွေကဒုတိယနည်းလမ်းကတော့ TikTok Shop for creator ဖြစ်ပါတယ်ဒီ TikTok Shop ဆိုတာကတော့ online shopping တွေအယောင်းဝယ်လုပ်တဲ့လူတွေစိတ်ဝင်ဝါသနာပါတဲ့လူတွေအတွက်ဖြစ်ပါတယ်ဒီကနေဘယ်လိုမျိုးဝင်ငွေရှာလို့ရတယ်လဲဆိုရင်တော့ဒါက TikTok ရဲ့ affiliate marketing လို့ခေါ်ပါတယ်ဘယ်လိုမျိုးလဲဆိုရင်ကိုကဒီ TikTok Shop တွေမှာတင်ရောင်းထားတဲ့ဒီ seller တွေ TikTok shop owner တွေရဲ့ပစ္စည်းတွေကိုကိုကနမူနာ sample အနေနဲ့ဗီဒီယိုလေးတွေပြုလုပ်ပြီးတော့ကြော်ညာပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးကြော်ညာပေးတဲ့အခါမှာဒီ TikTok shop မှာရှိတဲ့ဒီ product ရဲ့ link လေးပါတစ်ခါလေးတွဲပြီးပါနေမှာဖြစ်ပါတယ်အဲ့လိုမျိုးဒီကြော်ညာထားတဲ့ဗီဒီယိုတွေကိုကိုက upload လုပ်ထားတဲ့အချိန်မှာကိုယ့်ရဲ့ဗီဒီယိုကိုတစ်စုံတစ်ယောက်ကတွေ့သွားပြီးဒီ TikTok shop link တွေကနေပြီးအဲ့ဒီပစ္စည်းလေးကိုဝယ်ယူလိုက်တယ်ဆိုရင်ကိုကအဲ့ဒီပစ္စည်းအတွက် commission ရမှာဖြစ်ပါတယ်ဒီ commission ကလည်းကျွန်တော်တို့ဒီ TikTok shop owner တွေကအနည်းဆုံး 5% ကနေပြီးတော့20% လောက်ထိပေးကြတာတွေရှိပါတယ်အဲ့တော့ကိုကဒီ online shopping နဲ့ပတ်သက်ပြီးတော့ဝါသနာပါတယ် live sale ရောင်းတာတွေနဲ့ဝါသနာပါတယ်ဆိုရင်တော့ဒီ TikTok shop ကိုအသုံးပြုပြီးတော့ဝင်ငွေရှာလို့ရပါတယ်ဒါပေမဲ့ဒီ TikTok shop ကိုအသုံးပြုဖို့အတွက်လည်းကျွန်တော်တို့ကန့်သက်ချက်တွေရှိပါတယ်မြန်မာပြည်ကဖွင့်ထားတဲ့ account ဆိုရင်တော့ TikTok shop ကိုအသုံးပြုလို့မရပါဘူးမြန်မာပြည်မှာနေပြီးတော့လည်းအသုံးပြုလို့မရပါဘူးဒီ program ကထိုင်းရောက်နေတဲ့မြန်မာတွေမလေးရှားရောက်နေတဲ့မြန်မာတွေအတွက်အထူးအဆင်ပြေပါတယ်
ကျွန်တော်တို့ထိုင်းမှာတော့ TikTok Shop ကိုတော်တော်လေးသုံးတဲ့အတွက်ထိုင်းရောက်နေတဲ့မြန်မာတွေက TikTok Shop နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ affiliate marketing ကိုလုပ်နေကြတာတွေ့ရပါတယ်။ TikTok Shop ကိုအသုံးပြုဖို့အတွက်ကိုယ့်ရဲ့ account ကအနည်းဆုံး follower 1000ပဲရှိဖို့လိုပါတယ်။ follower 1000ရှိတဲ့တခြား community standard တွေနဲ့ကိုက်ညီတယ်ဆိုရင်တော့ကိုကဒီ TikTok Shop for Creator ဆိုတဲ့ program လေးကို join လုပ်ရပြီပဲဖြစ်ပါတယ်။အဲ့ဒီ program လေးကိုဝင်ပြီးတော့ကိုကြိုက်တဲ့ကိုကြော်ညာခြင်းတဲ့ product တွေကိုရွေးချယ်ပြီးတော့ကြော်ညာ post လေးတွေတင်ပေးနေအောင်ပါပဲကိုတင်လိုက်တဲ့ post တွေကနေ link ထဲကိုဝင်ပြီးဝယ်ယူတဲ့လူတွေရှိတယ်ဆိုရင်အဲ့ဒီဝယ်ယူသမျှကနေပြီးတော့ကိုက percentage တွေရရှိနေမှာဖြစ်ပါတယ်အဲ့လိုတင်ဖို့အတွက်လည်းတရက်ကိုဗီဒီယိုဘယ်နှခုပဲတင်ရမယ်ဆိုပြီးတော့ကန့်သတ်ထားတာမရှိပါဘူးကိုဖန်တီးနိုင်ရင်ဖန်တီးနိုင်သလောက်ဗီဒီယိုတွေ upload လုပ်ပြီးတော့ဝင်ရှာလို့ရပါတယ်နောက်တစ်နည်းကတော့ TikTok ရဲ့ gaming incentive program ဖြစ်ပါတယ်ဒါကတော့ game ဆိုရတာဝါသနာပါတဲ့လူတွေအတွက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ TikTok ရဲ့ gaming incentive program မှာ game တွေကသူတို့ရဲ့ game ကို promote လုပ်ကြော်ညာတဲ့ program တွေ event တွေအများကြီးရှိပါတယ်အဲ့ဒီထဲကမှကိုစော့ကျင်တဲ့ကိုဝါသနာပါတဲ့ game တစ်ခုကို download ဆွဲပြီးတော့ကိုကစော့ပြရုံပါပဲပြီးရင်တော့သူတို့ခေါ်ထားတဲ့သူတို့ challenge လုပ်ထားတဲ့ event ထဲမှာဝင်ပြီးတော့ join ပါပြီးရင်တော့ကိုစော့ထားတဲ့ video edit လုပ်ထားတဲ့ video လေးတွေကိုအဲ့ဒီ event ကနေပြီးတော့တင်ပေးရမှာဖြစ်ပါတယ်ဒီ event ကတော့ဝင်ငွေရတာတော်တော်လေးလွယ်ကူတယ်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုကကိုယ်တိုင်ဖန်တီးထားတဲ့ဗီဒီယိုကိုယ်တိုင် edit လုပ်ထားတဲ့ဗီဒီယိုတစ်ခုတော့ဖြစ်ဖို့လိုပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ပြပြရမယ်ဆိုရင်မြန်မာနိုင်ငံမှာအစော်များတဲ့ mobile legend gaming ဖြစ်ပါတယ်ဒီ mobile legend ကိုကိုကစော့ပြနေတဲ့ screen record လေးယူထားပြီးတော့ mobile legend ကကျင်းပထားတဲ့ event ထဲမှာကိုယ့်ရဲ့ဗီဒီယိုလေးကို upload လုပ်လိုက်မယ်ဆိုရင်ပဲကိုယ့်ရဲ့ဗီဒီယိုရဲ့လူကြည့်များတဲ့နှုန်းအလျောက်ကိုကဒီဝင်ငွေရရှိမှာဖြစ်ပါတယ်ကျွန်တော်ဥပမာအနေနဲ့ပြရမယ်ဆိုရင်ဒီ game တစ်ခုရဲ့ event မှာ join ထားတဲ့ဒီမြန်မာတယောက်ရဲ့မြန်မာ creator တယောက်ရဲ့ video ဖြစ်ပါတယ်ဒီဗီဒီယိုဆိုရင် view လည်းများတဲ့အတွက်သူကဒီ program ကနေပြီးတော့$200ကျော်အထိရရှိထားတာတွေ့ရှိရပါတယ်မြန်မာငွေနဲ့ဆိုရင်10သိန်းကျော်ဖြစ်ပါတယ်ဒီလိုမျိုးကိုကဖန်တီးနိုင်စွမ်းရှိရဆိုလို့ရှိရင်ဘယ် program မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဝင်ငွေရှာဖို့ကလွယ်ကူပါတယ်အခုဒီ$200ဆိုတဲ့မြန်မာငွေနဲ့တွက်မယ်ဆိုရင်ကျွန်တော်တို့10သိန်းကျော်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ TikTok ရဲ့ gaming incentive program ဆိုတာ gamer တွေအတွက်ကိုစော့ကျင်တဲ့ game လဲဆော့လို့ရမယ်ဝါသနာပါတဲ့ game ကိုလည်းဆော့လို့ရမယ်ဒီကနေလည်း video upload လုပ်ပြီးဝင်ငွေရှာနိုင်မဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ TikTok ရဲ့ branded mission ဆိုတဲ့ program ဖြစ်ပါတယ်ဒီ program ကဘယ်လိုမျိုးလဲဆိုရင်တော့ TikTok Shop ရဲ့သဘောတရားနဲ့ဆင်တူပါတယ်ကိုကကိုယ့်ရဲ့ video အောက်မှာဒီ brand နဲ့ဆိုင်တဲ့ logo လေးဖြစ်ဖြစ်ကျွန်တော်ဒီ brand ကိုပဲဖြစ်ဖြစ်ကြေညာပေးရတဲ့သဘောဖြစ်ပါတယ် TikTok Shop နဲ့ပုံစံတူပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကတော့ဒီ brand တွေအားလုံးက authorization ကိုယူပြီးတော့ကြော်ညာပေးရတာဖြစ်ပါတယ်ဒီ program ကို join ဖို့အတွက်အနည်းဆုံးရက်30အတွင်းမှာကိုယ့်ရဲ့ video view တွေက1000ရှိရပါမယ်ပြီးရင်တော့ရက်30အတွင်းမှာအနည်းဆုံး video 3ခုတင်ထားရပါမယ်အနည်းဆုံးကျွန်တော်တို့ follower 1000ရှိရပါမယ်အသက်18နှစ်ပြည့်ပြီးတဲ့လူရှိရပါမယ်ဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ TikTok ရဲ့ branded mission monetization program ကို join လို့ရပါတယ်ကိုကကိုယ့်ရဲ့တင်တဲ့ဗီဒီယိုကနေ TikTok Shop လိုမျိုးပဲကိုက commission ကကြော်ညာကရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ video gift ဖြစ်ပါတယ်ဒီ video gift ဆိုတာကတော့ကိုယ့်ရဲ့ဗီဒီယိုကိုကြိုက်နှစ်သက်တဲ့သူတွေကလက်ဆောင်လေးတွေပေးတာဖြစ်ပါတယ်ဒီဟာကဘာနဲ့ဆင်တူလဲဆိုရင်ကျွန်တော်တို့ Facebook က star ပေးတာနဲ့ဆင်တူပါတယ်ကိုက live လွှင့်မဲ့ဗီဒီယိုတွေတင်ထားတယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုအတွက် comment မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဝယ်သုံးရတဲ့ emoji လေးတွေ gift လေးတွေလက်ဆောင်ပေးတာဖြစ်ပါတယ်ဒီ feature ကတော့ကျွန်တော်တို့ celebrity အတွက်ပဲအထူးသင့်တော်ပါတယ်တော်ရင်တော် creator တွေအတွက်ကတော့ဘယ်သူမှတော့တကူတကလက်ဆောင်တွေ gift တွေပေးမှာမဟုတ်ပါဘူးနောက်တစ်ခုကလည်း celebrity အတွက်သုံးဝင်တဲ့ program တစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ subscription ဖြစ်ပါတယ် subscription ဆိုတာကတော့ကိုကဒီ celebrity တယောက်ကိုပတ်စံပေးထားတယ်လစဉ်ကြေးပေးထားတယ်ဆိုတဲ့သဘောဖြစ်ပါတယ်အဲ့လို subscription လုပ်ထားခြင်းအပြင်ဘာတွေအသုံးပြုလို့ရမလဲဆိုရင်ဒီ TikTok ရဲ့ celebrity creator တွေဖန်တီးထားတဲ့ sticker တွေနောက်တခြား bandage တွေကိုကိုကအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီလိုမျိုး subscription ကို join ထားခြင်းအပြင်ဒီ creator ရဲ့အောက်မှာကိုက comment အနေနဲ့မှန်းလိုက်မယ်ဆိုရင်တော့ကို့မှာဒီ page လုပ်ထားတဲ့အမှတ်သားလေးတစ်ခုကပါဝင်နေမှာဖြစ်ပါတယ်ဒီ program ကလည်းကျွန်တော်တို့ဒီ celebrity အတွက်ပဲဖြစ်ပါတယ်တော်ရင်တန်လူတော့ဘယ်သူမှပတ်စံပေးပြီးတော့ဝေကြည့်မှာတော့မဟုတ်ပါဘူးနောက်တစ်ခုကတော့ TikTok ကိုဖြစ်ပါတယ်ဒီ program ကတော့ဘယ်သူတွေအတွက်တင့်တော်လဲဆိုရင်ခီးသွားတာဝါသနာပါတဲ့လူတွေ blog ရရတဲ့သူတွေအတွက်ဖြစ်ပါတယ်သူ့ရဲ့ region like sign နဲ့ကျွန်တော်တို့ဒီ TikTok ကိုမှာကြီးညာခိုင်းထားတဲ့နေရာတွေ sign တွေများစွာရှိပါတယ်ဥပမာဆိုရင်ကျွန်တော်ရဲ့အကောင့်ကဂျပန် TikTok အကောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးတွေပြနေပါတယ်
အခုဒီမှာပထမဦးဆုံးအပေါ်ဆုံးက Shibuya Sky ဆိုတဲ့ဟာဆိုလို့ရှိရင် 5% commission ဆိုပြီးတော့ပေးထားပါတယ်ဒါကတော့ဒီ Shibuya Sky ရဲ့ကျွန်တော်တို့ ticket ကိုကဒီ selling လုပ်ပေးရမှာကြီးညာပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုကအဲ့နေရာကိုရောက်နေတယ်ဆိုလို့ရှိရင်ကိုရဲ့ဗီဒီယိုလေးတွေရိုက်ပြီးတော့ဒီ link လေးမှာကျွန်တော်တို့ post လေးတင်လိုက်ရုံနဲ့ဒီ post ကိုဝင်ကြည့်ပြီးတော့ကျွန်တော်တို့ဒီလက်မှတ်ဖြတ်တဲ့လူတွေစီကနေပြီးတော့ကိုက9% commission ကရရှိမှာဖြစ်ပါတယ်ဒါကတော့ TikTok short ရဲ့သဘောတရားနဲ့ဆင်တူပါတယ်โอเคအဲ့တော့အားလုံးပဲကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာကတော့ TikTok ကိုအသုံးပြုပြီးတော့ဝင်ငွေရှာလို့ရတဲ့ TikTok ရဲ့ monetization နဲ့ပတ်သက်တဲ့ program တွေအားလုံးရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပြီးတော့ TikTok ကိုအသုံးပြုပြီးဘယ်လိုဝင်ငွေရှာရမလဲဆိုတဲ့အကြောင်းအရာတွေကိုနားလည်သွားပြီလို့ထင်ပါတယ်အဲ့ဒီတော့ကိုကဒီ TikTok နဲ့ပတ်သက်ပြီးတော့ဝင်ငွေရှာဖို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ TikTok monetization နဲ့ပတ်သက်ပြီးတော့ service အားလုံးကိုကျွန်တော်စီမှာလာယူလို့ရပါတယ် Creator Reward Program အတွက် follower 1000ပြည့်ပြီးသား monetization အောင်ပြီးသားအကောင့်များကိုလည်းလာရောက်ဝယ်ယူလို့ရပါတယ်မြန်မာ region အကောင့်ပဲရှိလို့ Japan region အကောင့်တွေလိုချင်နေဆိုရင်လည်းကျွန်တော်စီမှာလာဖွင့်လို့ရပါတယ်ထိုင်းမှာနေတဲ့လူတွေအတွက်လည်း TikTok Shop အသုံးပြုဖို့အတွက် TikTok Shop Creator ပွင့်ပြီးသားအကောင့်တွေကိုလည်းလာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာTikTok ရဲ့ monetization နဲ့ပတ်သက်ပြီးတော့ social media monetization နဲ့ပတ်သက်ပြီးတော့ boosting service စတဲ့အရာတွေအားလုံးကိုလည်းကျွန်တော်စီမှာလာရောက်စုံစမ်းလို့ရပါတယ်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ဒီ page လေးကနေတစ်ဆင့်လာရောက်ဆက်သွယ်အားပေးလို့ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ